前期有三位特色咩是吧？အားလုံးပဲမင်္ဂလာပါခင်ဗျ။ Football and Family မှလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စနေနေ့ညရဲ့နောက်ဆုံးပွဲအဖြစ်ရှင်ပြိုင်ကစားတော့မယ်စပါအတင်းနဲ့ Chelsea အတင်းတို့ရဲ့ပွဲကြိုတုံးတက်ချက်လေးဖြစ်ပါတယ်ခင်ဗျ။စပါအတင်းကဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့သူတို့တွေတပွဲနိုင်တပွဲရှုံးတပွဲတည်ဆိုတဲ့ရလဒ်မျိုးပိုင်ဆိုင်ထားရဗျ။စပါအတင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ကြည့်ရမယ်ဆိုရင်တော့အရန်ကြီးစွမ်းဆောင်ရည်ကောင်းထားမျိုးမရှိဘူးဗျ။သူတို့တွေသုံးပွဲကစားထားရမှာဆိုရင်တပွဲနိုင်တပွဲရှုံးတပွဲတည်ဆိုတဲ့ရလဒ်မျိုးပိုင်ဆိုင်ထားရဗျ။ Chelsea အတင်းအနေနဲ့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်သူတို့တွေနှစ်ပွဲတိတိကိုနိုင်ထားပြီးတော့တပွဲကိုရှုံးထားတယ်ခင်ဗျ။ Chelsea တင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကြည့်ရမယ်ဆိုရင်တော့တိတ်ပြီးတော့အားရကျေနပ်ဖို့မကောင်းဘူးဗျ။ Chelsea အတင်းอ่ะဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့သူတို့တွေတပွဲနိုင်တပွဲရှုံးတပွဲတည်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားရဗျ။ Chelsea အတင်းနဲ့စပါအတင်းတို့ရဲ့ထိတ်တိုက်တွစ်ဆုံမှုပိုင်းမှာဆိုရင်တော့မနစ်က၃ချိန်တွေ့ခဲ့တယ်ဗျ။၃ချိန်လုံးမှာဆိုရင်တော့ Chelsea အတင်းရပဲအနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ။စပါအတင်းအနေနဲ့ဒီလာထဲမှာဆိုရင်တော့ပွဲချက်ကာလတွေအများကြီးကိုရင်ဆိုင်ရဖို့ရှိတယ်ဗျ။ဒီနေ့ Chelsea အတင်းနဲ့ကန်ပြီးသွားရင်တော့သူတို့တွေ Champions League ကစားရမယ်ဗျ။ Champions League ကစားပြီးရတဲ့ Manchester United ကိုသူတို့ရဲ့အိမ်ကွင်းမှာလက်ခံကစားရမယ်ဗျ။ Manchester United ပြီးရတဲ့Emirates မှာဆိုရင်တော့ Arsenal ကိုတွားရောက်ပြီးကစားရမယ်ခင်ဗျ။ Arsenal ပြီးရတဲ့ PSG ရဲ့အိမ်ကွင်းကိုတွားရောက်ကစားရမယ်။နောက်ဆုံးပွဲအနေနဲ့ဆိုရင်တော့သူတို့ဖူဟန်ကိုအိမ်ကွင်းမှာလက်ခံကစားရမယ်ဗျ။ Chelsea အနေနဲ့ဒီနေ့ပွဲမှာဆိုရင်အမှတ်တွေစုဆောင်းနိုင်ဖို့လိုတယ်ဗျ။ Chelsea အနေနဲ့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင်တော့သူတို့တွေရမှ14မှတ်ပဲရရှိခဲ့တယ်ဗျ။စပါအတင်းအနေနဲ့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုရင်တော့သူတို့ရမှ18မှတ်ဒီစုဆောင်းနိုင်ခဲ့တယ်ဗျ။အဲ့ဒါအတွက်ကြောင့်မလို့ Chelsea အတင်းကိုဒီနေ့မှာဆိုရင်တော့စာမိုးပဲထပ်ဆင့်မဲ့စပါနဲ့ပွဲရဆိုရင်တော့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ကျွန်တော်တို့တွေအတူတူစောင့်ကြည့်လိုက်အောင်ဗျ။ Chelsea ဘယ်လိုပြီးသွားမလဲစပါပဲနိုင်သွားမလား Chelsea ပဲနိုင်သွားမလားဆိုတာကွန်မန့်လေးမှာရေးပေးခဲ့ရဖို့ဖိတ်ခေါ်အပ်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။